စဉ်ကကလေးတို့ဘဝမှာပြောပါဖို့ရာလွယ်ပါတယ်ကိုရတာနဲ့တင်းတင်းရောက်ရဲ့စားချိန်မှဝင်စားမယ်အိတ်ချိန်မှဝင်အိမ်မယ်အပူပင်ကင်းတဲ့ကလေးလေးဘဝသာတစ်ခါပြန်မိရခြင်းသေးတယ်အပြစ်မသိသေးတဲ့ကလေးလေးဘဝကိုတစ်ခါပြန်မိ